အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ JK ကတော့ Hotel Madeira မှာရောက်နေတာဖြစ်ပါတယ်ရှင် JK မြင့်ကျင်အောင်ဆက်စချင်းရောက်ကြတဲ့က Airport မှာ JK ကိုနည်းနည်းထွေးလာချိုးဆိုပြီးတော့ယနေ့ချိန်ထိ JK အတွက် supporting အကြီးစားတစ်ခုဖြစ်တဲ့ Hotel Madeira ပဲဖြစ်ပါတယ်ရှင် Hotel Madeira မှာရှိတဲ့အခုနဲ့အမွေကိုလည်း love you so much Hotel Madeira ရဲ့ breakfast ဟာဆိုလို့ရှိရင်မြစ်ချီနာတစ်မျိုးလုံးမှာဝက်ကွဲနာမည်ကြီးနေတာဖြစ်ပါတယ်ရှင်ပြီးတော့သူ့ရဲ့အထဲမှာဘယ်လို structure လေးတွေရှိတယ်ဘာခန်းလေးတွေရှိတယ်ဘာလေးတွေထက်ရှိနေသေးတယ်လဲဆိုတာ JK တို့ကြည့်ရအောင်အခုအားလုံးတွေ့တဲ့အတိုင်း Madeira Hotel မှာဆိုလို့ရှိရင်လည်းညောင်းညာကြိုက်ခဲတာရှိရဆိုလို့ရှိရင် spa မှာလာပြီးတော့ပန်းဖြေလို့ရပါတယ်ရှင်သုံးလွာမှာကြတော့ဒီလိုဂျင်ခန်းလေးရှိပါတယ်ရှင်အဲဒါကြောင့်မျိုးအပြင်ကဂျင်ကိုသွားဆရာမလို့ပဲနဲ့ Hotel Madeira မှာတဲ့ဂျင်မှာလာဆော့ပြီးတော့လေ့ကျင့်ခန်းလေးတွေလုပ်လို့ရပါတယ်ဒါလေးကတော့ Hotel Madeira ရဲ့လေးထက်မြောက်မှာရှိတဲ့လေကောင်းလေတက်လာရှူလို့ရတဲ့နေရာလေးဖြစ်ပါတယ်ရှင်မနက်စောစောစီစီဆိုလို့ရှိရင် fresh ဖြစ်တဲ့နေရာလေးပါdining room လေးပဲဖြစ်ပါတယ်ရှင်ကိုကြိုက်တာအကုန်မစားလို့ရတာဖြစ်ပါတယ်ရှင် buffet ပုံစံလေးရှိပါတယ်အခု JK တို့ရဲ့ Hotel Madeira ရဲ့အခန်းလေးကိုတစ်ချက်ကြည့်ကြည့်ရအောင်ဒီမှာဆိုလို့ရှိရင် closet ကအကြီးကြီးရှိရပါတော့ဒီတစ်ခါကတော့မျိုးကျင်းနဲ့ချိလို့ရတဲ့ closet အင်ဂျင်လေးတွေထားလို့ရတဲ့ဒီစင်လေးတွေလို့ရှိတယ်ပြီးတော့လို့ရှိရင်လည်းဒီမှာဒီကြိုက်တာလေးတွေထည့်လို့ရတယ်ချိလို့လည်းရပါတယ်ဒီမှာ safe တန်ဖိုးရှိတဲ့ပစ္စည်းတွေဆိုလို့ရှိရင်ဒီမှာတင်ထားလို့ရတယ်ပေါ့နော်ဒီနားမှာလေးတွေလည်းအများကြီးတင်ထားလို့ရပါတယ် Hotel Madeira ရဲ့အချင်းရိုးရလုံးဝ signature ဂျင်းပေါ် signature ဖြစ်ပါတယ်ဒီပြမှာဆိုလို့ရှိရင်လည်းပတင်းပေါက်ဖွင့်လို့ရှိရင်လေကောင်းလေးတန်လေးရအောင်လို့ lighting ကောင်းလေးရပါတယ်မနေ့စောစောထားတယ်ဆိုလို့ရှိရင်ဒီနားမှာမိကလေးတွေပြင်ဗာလေးတွေပြင်ဒီကလကာလေးကိုဖွင့်လိုက်ပြီးဆိုတာနဲ့တခါတည်းလန်းဆန်းတက်ကြွမှုကိုချိန်ခင်မြဲတမ်းခံစားရတယ်ပိတ်ထားလို့ရှိရင်အင်္ဂလိပ်တွေဖွင့်ထားလို့ရှိရင်တော့ wow fresh ဖြစ်ပါတယ်ဒါလေးကတော့ Hotel Madeira ရဲ့ bathtub လေးဖြစ်ပါတယ်ပစ္စည်းလေးတွေလည်းအစုံရှိတယ်လို့towel လေးတွေကိုလည်းနေ့တိုင်းပြန်လဲပေးပါတယ်အမြဲတမ်းတက်ရှိလုပ်ပေးပါတယ် very good ဒါလေးကတော့ JK တို့ရဲ့တအားကောင်းတဲ့ Hotel Madeira လေးပဲဖြစ်ပါတယ်လုံးဝ5 star အမှတ်ပေးလို့ရတယ်မြစ်ချီနာမှာရှိတဲ့ Hotel Madeira ဖြစ်ပါတယ်အားလုံးပဲမြစ်ချီနာကိုလာမယ်ဆိုလို့ရှိရင် gym လေးတွေဆော့ချင်တယ်နာမည်ကြီး breakfast လေးကိုစားချင်တယ်နေရာတိုင်းနဲ့တွားတဲ့ချိန်ကြီးဒီမနောကွင်းနဲ့လည်းသူကတအားနီးရဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုးနီးနာနာချွချွတတနေရာလေးမှာတဲချင်တယ်ဆိုလို့ရှိရင် Hotel Madeira ကိုလာဖို့ရတဲ့ JK 100% recommendation ပေးပါတယ်အခုနဲ့အမွေရလည်းလုံးဝစိတ်ထားကောင်းတာဖြစ်တဲ့အတွက်ကြောင့်ရင်ဒီမှာရှိတဲ့ staff member တွေအားလုံးကလည်းအလုပ်ကြိုးစားတယ်အခန်းကအများနဲ့တန့်ရှင်းလုပ်တဲ့ JK တို့ထွက်ပြီးရတဲ့ပြန်ဝင်လာလို့ရှိရင်လုံးဝအသစ်အတိုင်းပဲရှိနေတာဖြစ်တဲ့ good hygiene ဖြစ်တဲ့အတွက်ကြောင့်အားလုံးကို recommendation အပြည့်ပေးချင်ပါတယ် and Hotel Madeira thank you so much